ရှင်သေးတကောင်လိုနေကျွတ်တကောင်လိုမနေနဲ့အနိုင်ကျင့်ခံရတတ်တယ်မဖြစ်နိုင်ဘူးလို့ခဏခဏမတွေးနဲ့ဖြစ်နိုင်တာကိုပျောက်ကွယ်သွားတတ်တယ်ဖြစ်နိုင်တာတွေကိုအားလုံးကိုပါပျောက်ကွယ်သွားတတ်တယ်လောကကြီးကရိုးရှင်းပါတယ်လက်လျှော့တဲ့သူကိုအရှုံးတွေပေးတယ်စူးစမ်းတဲ့သူကိုအောင်မြင်မှုတွေပေးတယ်လဲချတိုင်းတွဲထုပေးမဲ့လက်ကိုအမျော်နဲ့လောကကြီးကငါတို့မိဘတွေမဟုတ်ဘူးကြားတကောင်လိုစားတော့ပါကြားတွေကအမဲလိုက်ရင်တကောင်တဲ့တော့မရွေးဘူးမင်းအမောင်ကိုမကြောက်ပါဘူးအမောင်ထဲမှာရှိမဲ့အရာကိုပဲကြောက်တာပါကြောက်စိတ်ဆိုတာမင်းအတွက်ဘာကောင်းကျိုးမှမပေးတာမကမင်းအတွက်နေရပါမပေးဘူးမစွန့်စားရဲတဲ့သူတွေကလမ်းပြောက်တယ်လို့ဖြစ်ကုန်တော့တာပဲရှင်သေးတကောင်လိုနေကျွတ်တကောင်လိုမနေနဲ့အနိုင်ကျင့်ခံရတတ်တယ်ဒီဗီဒီယိုလေးကိုအပေါင်းလိုက်တာ share လုပ်ရတယ်